ဗုဒ္ဓဘာသာမြတ်မာပြည်ပြီဒါနကိုလည်းပြုရသည်သီလကိုလည်းစောင့်တည်ရမည်ဘာဝနာကိုလည်းပွားများကြအားထားသဘာပွားများကြသူတော်စင်တွေအမောင်ကိုကွေလို့အလင်းတော့ရောက်ချိန်တမ်းပြီတန်တရားကိုတကယ်ယုံမုံပါမ30ဘုံကယုံထွက်ကုန်ရဟောဒီ30ဘုံကလူကြီးရလေဘုရားဘာသာမြန်မာလူမျိုးများပြည်ပြီဒါနသီလဘာဝနာတရားများပွားများနိုင်ကြသည်ယံဒီဆရာတထားမောင်နဲ့အတူကျွန်တော်ဒီတိုင်းရှင်မောင်ကြည်ဖြိုးကျော်တို့က